အားလုံးပဲမင်္ဂလာပါစိတ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့ကိုယ့်ဘာကိုစကားပြောခြင်းကတကယ်ပဲပုံမှန်ဖြစ်စဉ်တစ်ခုလားဖြစ်ပါတယ်တခါတလေမနက်ခင်းနှိုးဆက်တန်ကြီးမြည်လာတဲ့အခါသင်ကစိတ်ပြက်လက်ပြက်နဲ့ငါဘာလို့ဒီလောက်အစောကြီးနှိုးဆက်ပေးထားမိပါလေလို့ကိုရေရွမိဘူးလားဒါမှမဟုတ်သွားတိုက်နေရင်မှန်နဲ့ကြည့်ပြီးတော့ငါစပင်းညက်ဖို့လိုနေပြီပဲလို့တွေးနေမိတာမျိုးရောရှိဘူးလားပိုဆိုးတာကအိမ်အပြင်ကိုအလောတကြီးနဲ့ထွက်ခံနေမှတော့ပြောက်လို့ငါတော့တကယ်ကိုအကုန်လွဲချော်နေတာပဲလို့အော်ဟင်းညင်းညူမိနေတဲ့အချိန်ဘေးအိမ်ကအိမ်နီနာချင်းနဲ့မျက်လုံးချင်းစုံသွားတဲ့အခိုက်အတန့်မျိုးပေါ့အဲ့ဒီလိုကိုယ့်ဘာကိုစကားပြောနေမိတာကိုသူများတွေမြင်သွားတဲ့အခါချက်ကိုရှက်ကန်းဖြစ်ုံနဲ့မကားပဲနဲ့ငါတခုခုစိတ်မမှန်ပဲယူသွားပြီလားလို့တောင်မှထင်မှပြီးစိုးရိမ်တတ်ကြပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒါကအသင်တယောက်တည်းမဟုတ်ပါဘူးစိတ်ပညာသုတေသနပြုချက်တွေအရကျွန်တော်တို့လူသားအလုံးနီးပါးဟာနေ့စဉ်ရက်ဆက်ကိုပုံစံမျိုးစုံနဲ့ပြန်လဲစကားပြောနေကြတာဖြစ်ပြီးတော့ဒါဟာလုံးဝကိုသဘာဝကျတဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်စိတ်ပညာရှင်တွေကတော့ဒါကိုစကားပြောခြင်းလို့ခေါ်ဆိုကြပြီးတော့ဒါဟာစိတ်ထဲကနေရေရွတ်နေတဲ့နှုတ်ဆက်နေတဲ့အတွင်းတန်တာမကပဲနဲ့လိုအပ်တဲ့အခါအပြင်မှာအတန်ထွက်ပြီးရေရွတ်တာမျိုးလဲပါဝင်ပါတယ်ဒီဇလန်လေးကကျွန်တော်တို့တွေကလေးဘဝကလေးကစတင်ခဲ့တာဖြစ်ပါတယ်ကလေးဘဝတုန်းကတော့အယုတ်ကလေးတွေနဲ့အတူတူဆော့တဲ့ခါမှာတယောက်တည်းအတန်ထွက်ပြီးတော့အားရပါရပြောဆိုခဲ့ကြတာကိုမှတ်မိကြအောင်ပါ1930ပြည့်နှစ်တွေမှာရုရှားစိတ်ပညာရှင် Lev Vygotsky ကဒီလိုအတန်ထွက်ပြောဆိုခြင်းကကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အဓိကတောချက်ဖြစ်တယ်လို့ဆိုခဲ့ပါတယ်ကလေးတွေကလူကြီးတွေပြောတဲ့စကားတွေကိုပြန်လည်တူးပပြောဆိုရင်းနဲ့သူတို့ရဲ့အပြုအမူနဲ့ခံစားချက်တွေကိုကိုယ်တိုင်ထိန်းချုပ်ဖို့လေ့ကျင့်ကြတာဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါမှာတော့အဲ့ဒီလိုအပြင်ထုတ်ပြောတဲ့အတန်တွေကပျောက်ကွယ်မသွားဘဲနဲ့စိတ်ထဲကအတွင်းစကားဝိုင်း private inner dialogue အဖြစ်နဲ့အသွင်ပြောင်းလဲပြီးခိုအောင်သွားကြတာဖြစ်ပါတယ်။ကိုပြန်ပြောတဲ့စကားလုံးတွေထဲမှာအားကောင်းတဲ့စိတ်ဆွမ်းအားရှိပြီးတော့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ရည်တွေအပေါ်ဓာတ်ရိုက်တက်ရောက်မှုရှိပါတယ်။ဥပမာအားဖြင့်တက်နစ်ကစားသမားတွေကိုသူ့တေသနလုပ်ကြည့်တဲ့အခါမှာပွဲကစားနေစဉ်အတွင်းကိုလမ်းညွှန်ချက်တွေပေးတာအားပေးတာမျိုးတွေလုပ်ခြင်းကအာယုံစူးစိုက်မှုကိုပိုကောင်းစေပြီးတော့နေ့စဉ်အလုပ်တွေကိုပုံမအောင်မြင်တယ်လို့တွေ့ရပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာနည်းဗျူဟာလေးတစ်ခုကတော့ကိုတခြားသူတယောက်လိုစကားပြောသလိုမျိုးနာမည်တက်ပြီးတော့ပြောဆိုခြင်းပဲဖြစ်ပါတယ်။ဥပမာငါတော့ဒီစာမေးပွဲကိုကြာရှုံးတော့မှာပဲလို့တွေးနေမယ့်အစားကိုကြီးရေမင်းဒီစာမေးပွဲအတွက်တေချာပြင်ဆင်ထားတာပဲမင်းလုံနိုင်ပါတယ်လို့ကိုနာမည်ကိုခေါ်ပြီးအားပေးတာမျိုးဖြစ်ပါတယ်ဒီနီလန်းလေးကလူအများအရှိစကားပြောရတော့မယ့်အခြေအနေမျိုးဒါမှမဟုတ်စိုးရိမ်စိတ်မြင်မာတဲ့အလုပ်တွေလုပ်ရမယ့်အခါစိတ်ဖိစီးမှုကိုတိတိတသာရောကြစေပါတယ်ဒါပေမဲ့ဒီအသွင်းတန်တွေကအမြဲတမ်းတော့ကောင်းမွန်မနေတတ်ပါဘူးကိုအမြဲတမ်းဝေဖန်ပြစ်တင်နေတာမျိုးကလည်းကြာလာရင်အစိတ်အတောက်ဖြစ်စေတတ်ပါတယ်ငါကတော့အသုံးမချဘူးငါကြောင့်အကုန်ပျက်စီးကုန်ပြီလို့ကိုအမြဲပြစ်တင်ပြီးတွေးတောပူပန်နေခြင်းတွေကကလေးရောလူကြီးတွေမှာပါစိတ်ပူပန်တော့ကရောက်ခြင်း anxiety နဲ့စိတ်သက်ကြခြင်း depression တွေကိုဆိုးဝါးပြစ်ထန်စေနိုင်ပါတယ်အကယ်၍သင်ကဒီလိုမျိုးအပြတ်သဘောဆောင်တဲ့အတွေးတန်တရားထဲမှာပိတ်မိနေတယ်ဆိုရင်စိတ်ပညာမှာ cognitive behavior therapy CBT လို့ခေါ်တဲ့ကုထုံးရှိပါတယ်ဒီကူထုံးကကိုအလိုမကြဘဲနဲ့ထွက်ပေါ်လာတဲ့အပြက်သဘောဆောင်တဲ့အတွင်းတန်တွေရဲ့လေတံကိုစနစ်တကျထိညှိပေးဖို့လေ့ကျင့်ပေးတာဖြစ်ပါတယ်စိတ်ပညာရှင်တွေကဒီအပြုသဘောမဆောင်တဲ့အတွင်းတန်တရားကိုကိုယ်တိုင်စတင်သတိပြုမိအောင်သင်ကြားပေးပြီးအဲ့ဒီအတွေးတွေကိုဖယ်ရှားပြီးပုံမမျှတတဲ့ကိုကျင်နာတတ်တဲ့အတွေးအမြင်အနေနဲ့အစားထိုးနိုင်ဖို့ကူညီပေးပါတယ်အချိန်ကြာလာတဲ့အမျှဒီနီးလန်းတွေကစိတ်ကျမ်းမာရေးကိုများစွာပုံမတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။နောက်တစ်ချိန်သင်တယောက်တည်းရှိနေတဲ့အချိန်မှာကိုပြန်တဲ့စကားပြောမိတာကိုသတိပြုမိရင်မရှက်ပါနဲ့။ဒါပေမဲ့တခုတော့သတိရပါကိုပိုပြီးကျင်နာတဲ့စကားလုံးတွေနဲ့ပြောဆိုဖို့ပါ။အဲ့ဒီအတွင်းတန်ကသင်ရဲ့ဘဝတစ်လျှောက်လုံးသင်ပေးနာမှာအမြဲတမ်းအတူရှိနေမဲ့အရင်အနည်းဆုံးအဖော်မွန်ဖြစ်လို့ပါ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကြည့်ရှုသူတွေအားလုံးစစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စိတ်ကနေပြီးလေးလေးနက်နက်နဲ့ဆန္ဒပြုလိုက်ရပါတယ်